shocking event နော်ဒီမှာအမြင့်ကနေကြီးရတဲ့ feeling ကိုတိတ်ကြိုက်တာအောက်လေတိုက်တို့ဘောအေးပြီမဲ့အားလုံးကကိုအောက်မှာလေကဲဟုတ်ပါပြီနေစိုက်ကားကိုရှုံးပါတယ်ရှင်ဒါနဲ့ဒူကတချို့အသင်းတွေလို့မဟုတ်ပဲချန်ပီယံလိပ်ရှိသေးလို့ဂူအောင်ချိန်တော့မရဘူးနော်ကိုစိုက်တို့လည်းလေးတိုက်လို့ပြီးရင်ဂျာရဲ့ချန်ပီယံလိပ်ရှမ်းယူနိုက်တက်နဲ့ကန်ရအောင်မှာမလားပြင်စင်တော့နော်ကဲမြန်လောက်ကြနိုင်အောင်လဲကန်ခဲ့ကြအောင် Premier League ကိုတိတ်ခါတော့မကြစေနဲ့မင်းတို့အကုန်နောက်တစ်ဆင့်မှမြင်ကျင်တယ်ကြားလား right ဒီကောင်တွေကနေပါအောင်ဒီနေ့ကဗုဒ္ဓဦးနေ့ဂျာရက်ကြီးလေဘောလုံးပွဲရဲ့ဂျာရက်မှာကန်ရလို့လားဘာကြောင်နေကြတာလဲဖအဆိုင်ရေဟိုမှာကြီးလိုက်တာကြီးတွေ့လားအတန်းငါနေတဲ့စင်တစ်လို့ခေါ်တယ်ဒီဟာဒီမင်းမပိုင်ဆိုင်နိုင်တဲ့ဘဝတွေပေါ့ကွာ